American စစ်တပ်မှာဒေါ်လာ73ဘီလီယံတန်လေယာဉ်တင်သင်္ဘောတွေရှိပါတယ်ပြီးတော့မီလီယံနဲ့ချီပြီးတန်တဲ့ F-35 တိုက်လေယာဉ်တွေလည်းရှိပါတယ်ကမ္ဘာအဆင့်မြင့်ဆုံး radar စနစ်တွေ satellite network တွေနဲ့ရေငုပ်သင်္ဘောတွေအများကြီးရှိတဲ့ကမ္ဘာအင်အားကြီးဆုံးစစ်တပ်ပါဒါပေမဲ့အဲ့ဒီစစ်တပ်ကြီးတစ်ခုလုံး carbon fiber တွေ fiber glass တွေနဲ့လုပ်ထားတဲ့ drone တွေကိုတိုက်ခိုက်ဖို့တော်တော်လေးခက်ခဲနေပါတယ်အဲ့ဒီ drone တစ်စင်းရဲ့တန်ဖိုးကဒေါ်လာ3000ဝန်းကျင်ပဲရှိပါတယ်ဒါပေမဲ့အဲ့ဒီ drone ကိုပစ်ချဖို့ American သုံးရတဲ့ဒုံးကြီးတစ်လုံးကဒေါ်လာ2 သန်းကျော်ပါတယ်ဒီနေရာမှာမေးစရာတစ်ခုရှိတာကမ္ဘာအင်အားကြီးဆုံးစစ်တပ်ကြီးကဘာလို့ဒီလောက်ဈေးပေါ်တဲ့ဒီပညာကိုခက်ခဲရှင်ပြိုင်နေရတာလဲဆိုတာတကယ်တော့ဒါကလက်နက်ပြိုင်ပွဲတစ်ခုပြောလို့မရတော့ပါဘူးဒါဟာတင်ချာတွက်ကိန်းနီစီးပွားရေးစစ်ပွဲနဲ့ခေတ်သစ်စစ်ပွဲရဲ့သဘောတဘာဝအပြောင်းအလဲကိုဖော်ပြနေတဲ့စိတ်ဝင်စားစရာအခင်းကျင်းတစ်ခုလို့ဆိုနိုင်ပါတယ် American ကိုစိတ်ညစ်စေတဲ့ drone က Shahed 136လို့ခေါ်တဲ့ Iran drone ဖြစ်ပါတယ်နောက်နိုင်ငံတွေကတော့ဒီ drone ကိုတစ်ခါတလေမှာပြန်နေတဲ့မျက်ရည်ဆက်လို့သရော်ကြပါတယ် Iran ရဲ့ Shahed 136 drone တွေအကြောင်းကိုလေ့လာကြည့်အောင်သူတို့မှာတက်ဆင်ထားတဲ့ engine တွေက Thermal cycle တွေမျက်ရည်ဆက်ဒီမှာသုံးတဲ့ cylinder ၄လုံးတက် engine အသေးစားလေးပါသူ့ရဲ့ကိုယ်တွေကို carbon fiber နဲ့ fiber glass တွေနဲ့ရိုးရှင်းပဲတည်ဆောက်ထားပါတယ်တထုနည်းနည်းပဲပါပါတယ်အရှည်က17ပေခွဲလောက်ရှိပြီးတော့တောင်ပံကျယ်က8ပေကျော်ပါတယ်အဲ့ဒီ drone ရဲ့ထိပ်ဖူးမှာတော့ပေါက်ကွဲစေနိုင်တဲ့ရန်40ဒါမှမဟုတ်50ကီလိုဂရမ်လောက်ထိတည်ဆောက်နိုင်ပါတယ်ဒီ drone တစ်ခုလုံးကိုတည်ဆောက်ဖို့အတွက်ကုန်ကျစရိတ်ကဒေါ်လာ2000ကနေ5000အတွင်းကုန်ပါတယ်အဲ့ဒီ drone ကကီလိုမီတာ2500အထိပြန်နိုင်ပါတယ်ဆိုလိုတာကအီရန်ကနေပစ်လိုက်အရှေ့အလယ်ပိုင်းတစ်ခုလုံးကိုကောင်းကောင်းရောက်နိုင်တဲ့အကွာအဝေးပါဤပညာပိုင်းကတိတ်ဆန်းပြပေမဲ့သူ့အားသာချက်ကတော်တော်လေးကြောက်စရာကောင်းပါတယ်အဓိကကတော့သူတို့ကမြေပြင်နဲ့အရန်ကပ်ပြီးပြန်တန်းနိုင်တယ်ရှိပါတယ်သူတို့ပြန်တဲ့အခါမှာမီတာ30ကနေ50အကွာဝေးလောက်မှာပဲပြန်နိုင်ရဒီလိုနေနေလေးပြန်လာကြောင်းရေဒါတွေပြဿနာတက်ရပါတယ်ဒီကြောင်းရန်ကာကွယ်ရေးရေဒါတွေကပုံမှန်အဖြစ် jet fighter တွေနောက်ပြီးတော့ cruise missile တွေနဲ့ ballistic missile တွေကိုဖမ်းဖို့ဒီဇိုင်းလုပ်ထားတာဒါပေမဲ့မြေပြင်ကနေကပ်ပြန်လာတဲ့တင်းငယ် drone စင်းကို radar screen ပေါ်မှာငှက်တစ်ကောင်လောက်ပဲမြင်နိုင်ပါတယ်ပုံမှန် radar ဖမ်းနိုင်တဲ့အမြင့်ကမီတာ100ပါဒါကြောင့်ဒီ drone တွေကိုဖမ်းနိုင်ဖို့ခက်ပြီးတော့ပြစ်မှတ်ကိုလင်းလင်းမြင်မြင်ရောက်ရှိလာတယ်အဲ့တော့ drone တွေရောက်လာတဲ့အချိန်မှာ radar ကဖမ်းမိပြီဆိုရင်အဲ့ဒါကပြစ်မှတ်နဲ့အញ្ញမ်းကြီးတဲ့အချိန်ကိုရောက်နေပါတယ်တုံ့ပြန်မှုစက္ကန့်ပိုင်းလောက်ပဲအချိန်ရပါတယ်ဒါက American တွေကိုချင်းချောက်နေတဲ့ drone တစ်ခုရဲ့အဓိကအစိပ်ပိုင်းပါဒါပေမဲ့ American တွေအတွက်ဒီ drone ကိုပြစ်ချတာမခက်ပါဘူးဒါပေမဲ့သူတို့အတွက်ပြဿနာကစီးပွားရေးပါ American စစ်တပ်မှာဒီ drone ကိုပြစ်နိုင်တဲ့အစီအမံလက်နက်တွေအများကြီးရှိပါတယ်ဒါပေမဲ့အဲ့ drone ကိုပြစ်ချဖို့အတွက်ကုန်ကြတဲ့ကုန်ကြစည်ကတော့ရမ်းများပါတယ် Shahed drone စင်းကိုထုတ်လုပ်ဖို့ခုနကပြောလို့ဒေါ်လာ2000ကနေ5000ကျားပဲကုန်ကြပေမဲ့အဲ့ drone ကိုပြစ်ချဖို့အတွက် American တွေသုံးတဲ့ SM2 လို့ဒုံးကျည်တစ်စင်းကဒေါ်လာ2 သန်းကျော်တန်ပါတယ်တကယ်လို့များ battery ရောဒုံးကျည်ကိုသုံးမယ်ဆိုဒေါ်လာ4 သန်းလောက်တန်ပါတယ်ဒီ Shahed drone တစ်စင်းကိုဒေါ်လာ3000လောက်ပဲထားမယ်ဆိုရင်သူ့ကိုပြစ်ချဖို့အတွက်သုံးရတဲ့ဒုံးကျည်စိတ်က2 သန်းပါတကယ်လို့ drone စင်း100လာရင်အီရန်ဘက်ကကုန်ကြစိတ်က3 သန်းပဲကုန်ပါတယ်ဒါပေမဲ့အဲ့ drone တွေကိုပြစ်ချဖို့အတွက် American ကုန်တာကတန်း100လောက်ရှိပါတယ်ဒါကလက်ရှိ American ရင်ဆိုင်နေရတဲ့အဓိကပြဿနာပါရေရှည်မှာ American ရဲ့စီးရေးဘတ်ဂျက်ဘယ်လောက်များများဒုံးကျည်လက်ကျန်အရေးအတွက်ဘယ်လောက်များများတွက်ချီမကိုက်ဘူးလို့ပြောလို့ရပါတယ်ဒါကို economic warfare လို့ခေါ်ပါတယ်စီးပွားရေးဆိုင်ရာစစ်စင်ရေးလို့ပြောလို့ရပါတယ်ဒီဗျူဟာကိုစီးရေးဆိုင်ရာသုတေသနပညာရှင်တွေက strategy of exhaustion လို့ခေါ်ပါတယ်ရန်သူကိုအလုံးစုံမနိုင်နိုင်ပေမဲ့အင်အားကုန်သွားအောင်ဖြည်းဖြည်းချင်းမောပန်းသွားအောင်လုပ်တဲ့စစ်နည်းဗျူဟာကိုသုံးနေပါအရင်တုန်းက BNN စစ်ပွဲမှာလည်း BNN တွေက American ကိုအင်အားကောင်းဒီလိုပုံစံမျိုးနဲ့လုပ်ခဲ့ပါတယ်အခု Iran ကလည်းဒီနည်းဗျူဟာကိုသုံးနေတာ American စစ်ဗိုလ်ချုပ်တွေအကြောက်ဆုံးအချက်ကလည်းဒီဟာပါပဲ theory တွေကိုဘေးဖယ်ထားပြီးတော့မြေပြင်မှာဘာဖြစ်နေလဲဆိုတာကိုကြည့်ရင်လေ Iran နဲ့သူတို့ရဲ့ကြောထောက်နောက်ခံပြုဖွဲ့တွေဟာဒီ drone တွေကိုပြစ်လွတ်ပြီးတော့ချင်းချောက်နေပါတယ်သူတို့သုံးတဲ့အခါ drone ကိုတစ်စင်းနဲ့လွတ်တာမဟုတ်ဘူးစွမ်းတက်တစ်လို့ခေါ်တဲ့အုပ်စုဖွဲ့ပြီးတော့တိုက်ခိုက်တဲ့နည်းလမ်းကိုသုံးပါတယ် drone စင်း50ဒါမှမဟုတ် drone 100လောက်ကိုတစ်ပြိုင်နက်တည်းဖက်ကနေလွှတ်လိုက်တာပြောရရင် drone မိုးရွာသလိုပါ American ရဲ့လေကြောင်းကာကွယ်ရေးစနစ်တွေကတစ်ပြိုင်နက်တည်းမှာပြစ်မှတ်အများကြီးကိုခြေရာခံနိုင်ပါတယ်ဒါပေမဲ့အဲ့ဒီကိုပြစ်ဖို့အတွက်ဒုံးကျည်အတွက်ကတော့ကန့်သတ်ချက်ရှိပါတယ်တရက်ကို Iran က drone စင်းရာနဲ့ချီပြစ်နေတာကြောင့် American ရဲ့ဒေါ်လာဘီလီယံတန်ကာကွယ်ရေးစနစ်တွေကဘက်ထရီကုန်ကန်ဒီဖုန်းတစ်လုံးကိုအသေးအတန်ပဲရုန်းကန်နေရပါတယ်အခုနောက်ပိုင်းတိုက်ခိုက်မှုတွေမှာ Iran ဟာ drone တွေကိုမကပဲ cruise missile တွေနဲ့ပါရောနှောပြစ်လွတ်လာတာကြောင့်တရက်ထဲမှာပြစ်မှတ်ပေါင်း400ကျော်အထိလေကြောင်းရန်ကာကွယ်ရေးစနစ်တွေရင်ဆိုင်နေရပါတယ်ဒါကြောင့်ပဲ American ကနည်းနည်းလေးပင်ပန်းလာတဲ့သဘောကိုမြင်နေရပါတယ်နောက်တစ်ချက်ကတော့ Iran ကတနေရာလေးကိုတိုက်တာမဟုတ်ပါဘူး Israel ပြင်အရှေ့လေပိုင်းက American မဟာမိတ်တွေနဲ့စစ်ခြေစိုက်စခန်းတွေကိုပါတိုက်ခိုက်နေတာ
ဟူသီတပုံတွေနဲ့ Hezbollah လိုအဖွဲ့တွေကလည်းဒီ drone တွေကိုသုံးပြီးတော့ရေနံနဲ့သဘာဝဓာတ်ငွေ့တွေကိုတိုက်ခိုက်နေပါတယ်။အီရန်ကသူတို့ရဲ့အာသာကြိုက်ဖြစ်တဲ့ဒီ drone တွေရဲ့ထုတ်လုပ်မှုကိုစက်ရုံအဆင့်တွေမကဘူးမြေအောက်လှိုင်ကူတွေထဲမှာပါကြီးကျယ်တိုးမြင့်ထားပါတယ်။စစ်ရေးလေးလာသူတွေရဲ့ခံမှန်းချက်အရအီရန်ဟာတစ်လကိုရှာဟတ်မျိုးစား drone ပေါင်းရာချီကနေထောင်ချီတီထုတ်နိုင်စွမ်းရှိနေပြီလို့စကြပါတယ်။ဒါကြောင့်သူတို့ကတရက်ကို drone အဆင့်100လောက်ပြစ်လွတ်နေရင်တော့လက်နဲ့ပြက်လက်သွားမှာမဟုတ်ပဲလာတော့ကြောင်ဆက်လက်တိုက်ခိုက်နိုင်တဲ့အင်အားရှိပါတယ်။သူတို့တိုက်တဲ့ပုံစံက drone ဆင့်100လှုပ်လိုက်တဲ့ဆိုရင်100လုံးထိကြမလို့ပါဘူး။ဇင်းနဲ့ထိသွားရင်သူတို့ရဲ့ရည်မှန်းချက်အောင်မြင်ပါ69စင်းပြစ်ချနိုင်ခဲ့ရင်တော့ကျန်တဲ့တစ်စင်းကပြစ်မှတ်ထိသွားရင်အောင်မြင်ပြီလို့ယူဆကြတာပေါ့2024ခုနှစ်ဇန်နဝါရီလတုန်းကဆိုရင်ဂျော်ဒန်နိုင်ငံမှာရှိတဲ့ Tower 22 American စစ်စခန်းကိုတိုက်ခိုက်ခဲ့ပါတယ်အဲဒီတုန်းကဆိုရင်ရှား drone တစ်စင်းနဲ့ပဲထိခိုက်ခဲ့တာဒါပေမဲ့အဲ့ဒီထိခိုက်မှုကြောင့်ပဲ American စစ်သား3ဦးသေပြီးတော့40ကျော်ဒဏ်ရာရခဲ့ပါတယ်ဒါဟာ drone တစ်စင်းနဲ့ရဲ့ဆွမ်းအားပါအခုအီရန်က American ရဲ့စစ်ခြေဆိုင်စခန်းတွေကိုတိုက်ခိုက်နေပါတယ်ဒီလိုတိုက်ခိုက်မှုမှာဘာရိန်းမှာရှိတဲ့ American ရဲ့9ခုမြောက်ရေတပ်ခြေဆိုင်စခန်းကူဝိတ်ရဲ့စစ်ခြေဆိုင်စခန်းတွေကိုတိုက်ခိုက်ခဲ့တယ်ပါအဲ့ထက်မှာအဆိုးဆုံးကတော့ကာတာနိုင်ငံမှာရှိတဲ့ဒေါ်လာ 1.1 ဘီလီယံတန် American ရဲ့ Early Warning Radar စနစ်ကြီးတိုက်ခိုက်ခံရမှုပါအဲ့လိုဒေါ်လာ 3000 တန် drone တစ်ခုကဒီလိုဘီလီယံနဲ့ချီပြီးတန်တဲ့ Radar စနစ်ကိုဖျက်ဆီးနိုင်ခဲ့တာကြောင့် American တို့တော်တော်လေးခက်ခဲတွေ့ရပါတယ်ဒါဟာလက်နက်အင်အားထက်နီးဗျူဟာကပိုပြီးအရေးကြီးကြောင်းပြနေတဲ့တာရကပါပင်လယ်နီမှာလည်းဟူသီတပုံတွေက drone နဲ့ဒုံးကျည်တွေအသုံးပြုပြီးတော့ကမ္ဘာကုန်သွယ်ရေးလမ်းကြောင်းကိုချိန်ချောက်နေပါတယ်ဒီနေရာမှာမေးစရာမေးခွန်းတစ်ခုရှိပါတယ်ဒီလိုကုန်ကြမ်းစိတ်မမျှတတဲ့စစ်ပွဲကိုဘယ်လောက်ကြာအမေရိကန်တို့ဆက်တိုက်နိုင်မလဲဆိုတာပါဒီအချက်တွေကိုကြည့်ရင်အမေရိကန်စစ်တပ်ကဒီ drone တွေကိုကြောက်ရတဲ့အကြောင်းရင်းတိက၃ချက်ရှိပါတယ်ပထမတစ်ချက်ကကုန်ကြမ်းစိတ်မညီမျှဘူးဒုတိယတစ်ချက်ကတော့ drone ပြချီပစ်လိုက်တဲ့အခါကျရင်ကာကွယ်ရေးစနစ်တွေမနိုင်မနှင်းဖြစ်တာတတိယအချက်ကတော့စစ်ပွဲကြာရှည်လာပြီဆိုရင်တော့စီးပွားရေးနဲ့နိုင်ငံရေးမှာအမေရိကန်တို့တော်တော်လေးထိခိုက်နိုင်မှုရှိပါတယ်ဒါဟာအီရန်လိုချင်နေတဲ့နီးဗျူဟာပဲဖြစ်ပါတယ်ဒါကြောင့်ပဲပင်တဂွန်စစ်ဌာနချုပ်ကဒီလိုတွက်ချီမကိုက်တဲ့ပြဿနာကိုဖြေရှင်းဖို့အတွက်တော်တော်လေးစူးစမ်းနေပါတယ်လက်ရှိအမေရိကန်တို့ဖြေရှင်းမှုစူးစမ်းနေတဲ့နည်းတွေရှိပါတယ်ပထမတစ်ချက်ကတော့ direct energy weapon လို့ခေါ်တဲ့စွမ်းအင်သုံးလက်နက်တွေကိုစမ်းသပ်နေတာပါအဲ့ဒီထဲမှာဆိုရင်ပထမတစ်ခုကလေဆာလက်နက်တွေကိုသုံးပြီးတော့ drone တွေကိုဖျက်ဆီးပစ်တာလေဆာလက်နက်တွေရှိတယ်ဆိုရင်သူတို့ကကုန်ကျစရိတ်အရင်နည်းပါတယ်ဒေါ်လာ10ကနန်းဝန်းကျင်လောက်ပဲကျပါတယ်အခုလက်ရှိအချိန်မှာတော့အမေရိကန်ရေတပ်ကလေဆာတွေကိုသင်္ဘောပေါ်မှာစတင်တပ်ဆင်ပြီးတော့အသုံးပြုဖို့စမ်းသပ်နေပါတယ်ဒုတိယတစ်ခုကတော့ microwave လက်နက်နည်းပညာပါဒီစနစ်ကလေဆာလို့ drone တစ်စင်းချင်းစီကိုပူပေးလို့ဖျက်ဆီးတာမဟုတ်ပါဘူးလိုင်းတွေလွှတ်ထုတ်ပြီးလေထဲမှာရှိတဲ့ drone အုပ်စုလိုက်ရဲ့ electronic စနစ်တွေကိုတပြိုင်နက်တည်းလောင်ကျွမ်းသွားစေတာဖြစ်ပါတယ်အဲ့ဒီနည်းပညာကအခုမှစမ်းသပ်နေတော့ပါပဲစစ်မြေပြင်အနှံ့မှာအများများချထားပေးနိုင်ဖို့ဆိုတာအချိန်အများကြီးလိုပါသေးတယ်နောက်တစ်ချက်ကတော့ယူကရိန်းရဲ့ကမ်းလှမ်းမှုကယူကရိန်းကဒီ drone တွေရဲ့ဒဏ်ကို၄နှစ်လောက်ခံထားရတဲ့နိုင်ငံပါဒါကြောင့်သူတို့မှာအဲ့ဒီ drone တွေကိုတံပြန်တိုက်ခိုက်နိုင်တဲ့ drone တွေတီထွင်ထားပါတယ်ယူကရိန်းတီထွင်ထားတဲ့ Sting လို့ Bayonet လို့စတဲ့ drone တွေကဒေါ်လာ3000ကနေ6000ပဲကျပါတယ်ရုရှားရဲ့ရှာဟတ်နဲ့ပုံစံတူ Garand 2 drone တွေကိုလေထဲမှာတိုက်ခိုက်နိုင်တဲ့ drone တွေပါခါလီမှာတညာတဲ့ drone ပေါင်း150လောက်ကိုတံပြန်တိုက်ခိုက်နိုင်ပါတယ်ဒီစနစ်က drone ချင်းလေထဲမှာတိုက်တဲ့စနစ်ပါဒါကြောင့်ပဲယူကရိန်းတို့ကရုရှားနဲ့ဖြစ်နေတဲ့စစ်ပွဲကိုခဏဖြစ်ရပ်ပေးနိုင်သူတို့ကူညီမယ်လို့ကမ်းလှမ်းထားတာပါပြီးတော့အမေရိကန်ကအခုတော့သူတို့ကိုယ်တိုင်ရှာဟတ်ပုံစံ drone Lucas ဆိုတဲ့နာမည်နဲ့တီထွင်ပြီးတော့အီရန်ကိုပြန်တိုက်နေပါတယ်ဒါစီကိုဒေါ်လာ3500လောက်ပဲရှိပါတယ်ခေတ်သစ်စစ်ပွဲတွေမှာမေခွန်းလေးတစ်ခုရှိပါတယ်စစ်ပွဲတွေကအင်အားကြီးတဲ့နိုင်ငံတွေကအမြဲနိုင်တာလားဒါမှမဟုတ်ဈေးပေါ်တဲ့နည်းပညာတွေကကမ္ဘာစစ်ပွဲရဲ့စီကံကိုပြန်ရင်းနေပြီလားဆိုတာပါဒါကတော့ American တွေစိုးရိမ်နေတဲ့ Shahed drone ရဲ့စွမ်းဆောင်ရည်တွေနဲ့သူတို့ကိုဘယ်လိုတံပြန်ဖို့ American တွေစူးစမ်းနေတယ်ဆိုတဲ့အကြောင်းကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ကြည့်ရှုအားပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ် channel လေးကို subscribe လုပ်ပေးဖို့တောင်းဆိုပါရစေ